ကော်မရှင်မှာလက်နက်ကရိယာနဲ့နည်းပညာတွေအဖက်ဖက်ကတာလွန်ပေမဲ့လည်းအာရခတက်တော်ရဲ့တက်တိခွန်အားစိတ်သက်နည်းပရိရဲ့ဉာဏ်ပညာတွေကိုမရှင်းနိုင်ဘူးလို့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကပြောပါတယ်။ဧပြီလ10ရက်မှာကြာရောက်တဲ့အာရခတက်တော်တီထောင်ချင်း18နှစ်ပြည့်မိတ်ခွန်းထဲမှာရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ကအခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အခုကာလဟာစစ်ပွဲကာလအဖက်ဖက်ကခက်ခဲမှုပေါင်းစုံနဲ့ဖျက်တက်နေကြရတဲ့ကာလဖြစ်တယ်။ရန်သူစစ်ကောင်စီဟာစစ်မြေပြင်စစ်ပွဲတွေမှာလက်နက်ကရိယာနည်းပညာတွေအဖက်ဖက်ကတာလွန်နေပေမဲ့ငါတို့ရဲ့တက်တိခွန်အားစိတ်သက်နေပရိရဲ့ဉာဏ်ပညာတွေကိုမရှင်ပြိုင်နိုင်တဲ့အခါရန်တို့အကြံဖက်ဖက်စစ်တပ်ဟာပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေသူရဲ့ပေါ်ကြုံစွာအကြံဖက်တိုက်ခိုက်တပ်ဖြတ်လို့ရှိနေတော့ဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဆိုပါတယ်။တိုင်းဘက်ရရှိထားတဲ့နယ်မြေတွေကိုအာမခံချက်ခိုင်မာစေဖို့အတွက်ဆက်လက်ပြီးမရက်မနာစ조사တိဆောက်ရင်တိုက်เสียရှိတာဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းဆိုပါတယ်။ရဲဘော်ရဲဘက်ချင်းစာနာနာလေချင်းချစ်ခင်စီလုံးချင်းရဲဘော်ရဲဘက်စိတ်ဓာတ်အပြည့်နဲ့တာဝန်ထမ်းဆောင်ကြရမယ်တိုက်ပွဲဝင်ကြရမယ်စစ်ပွဲတွေကြောင့်မှာဒုက္ခဒုက္ခတွေနဲ့ရှင်တန်ရက်တည်နေကြရတဲ့မိဘပြည်သူတွေကိုလေးစားစာနာမှုတွေနဲ့ပြည်သူသားကောင်းသမီးကောင်းတွေဖြစ်ကြောင်းကိုမှန်ကန်တဲ့အပြုမူနေထိုင်တွေနဲ့တက်တည်ပြနိုင်ရမယ်အောင်ပွဲတွေနဲ့တက်တည်ပြပြီးတိုင်းပြည်တာဝန်ကိုအကောင်းဆုံးထမ်းဆောင်ကြရမယ်လို့လည်းဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဆက်လက်ပြောကြပါတယ်ရခိုင်မျိုးသားတွေရဲ့ရဲရင်ထက်မြက်ကြည်ကြက်ခိုင်နိုင်တဲ့မျိုးရိုးတရေပါဗီဇတွေကိုစနစ်တကျခွန်အားနဲ့ဉာဏ်ပညာပေါင်းစပ်ပြီးပုံမှုထက်မြက်တိုးတက်အောင်အချိန်တိုင်းမှာရုန်းကန်စ조사ကြရမယ်လို့လည်းဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဆိုပါတယ်။အာရခတက်တော်ဟာတိုက်ရင်တိဆောက်ရေးမရက်မနာတိုက်ပွဲဝင်လို့ရှိနေတယ်ဆိုတာရဲဘော်တော်အားလုံးအသိဖြစ်တယ်။တက်တော်ကိုလည်းတိုက်ပွဲဝင်နေရင်းနဲ့ပင်အရေးအတွေးစစ်ပညာအဆင့်မြင့်နည်းပညာတွေကိုပါမရက်မနာစ조사အားထုတ်တိဆောက်လို့ရှိနေတယ်။အခုလိုရုန်းကန်အားထုတ်စ조사မှုတွေကြောင့်ငါတို့ရဲ့ရခိတအိမ်မက်အာဒခအချုပ်ချာအာဏာပြန်လည်ရရှိရေးအိမ်မက်ဟာလုံးဝပြင်းမလို့အောင်တဲချပြီးပြင်လာပြီးဖြစ်တယ်။ဒီကြီးမန်းချက်တွေဒီဂရိကဝတ်တွေဟာလုံးဝလက်တွေ့ဖြစ်တယ်ဆိုတာအလုံးနဲ့လက်တွေ့တက်တွေပြနေကြတာဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဆက်လက်ဆိုပါတယ်။လက်တွေ့စစ်မြေပြင်မှာရရှိလာတဲ့နီးပရိရဲ့နီးပြူဟာအတွေ့အကြုံတွေအခက်အခဲစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားစ조사ရင်းတွေ့ရှိလာတဲ့နီးနံနဲ့ကျွမ်းကျင်တက်မြောက်မှုရည်ရွယ်တွေကိုစနစ်တကျစီမံပြီးထိရောက်စွာအသုံးချတိုက်ပွဲဝင်ကအောင်မြင်မှုတွေကိုဆက်လက်ဖန်တီးကြရမယ်လို့လည်းဗိုလ်ချုပ်ထွန်းမြင့်နိုင်ကပြောပါတယ်။2026ခုနှစ်နဲ့2028ခုနှစ်အတွင်းမှာရခိုင်ပြည်အတွင်းကျန်ရှိနေတဲ့မြို့တွေအားလုံးကိုအပိသက်သိမ်းပိုက်သွားမှာဖြစ်ပြီးလက်ဆက်တက်နိုင်ခြင်းမရှိခဲ့ပါကအာရခတက်တော်အနေနဲ့မိုးအဆုံးမြေအဆုံးဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့လည်းဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဆိုပါတယ်။